လူတွေအားလုံးကလည်းကိုယ်ဝန်ဆောင်မှုအကြောင်းကိုပြောနေရကုမ္ပဏီရဲ့ဝန်ဆောင်မှုတွေဘာတွေပေးပါတယ်ဘာတွေလုပ်ပေးနိုင်ပါတယ်ဘာအကူအညီလိုတယ်လဲပြောအလုံးလောက်ရင်ကူညီတဲ့စကားကိုများများတော့နောက်မို့ဆိုရင်ကြေညာတယ်ကြော်ညာတယ်လို့သူကလာထင်ဘာကူညီရမလဲဘာကူညီလိုအပ်တယ်လဲကျွန်တော်တို့ဖွဲ့စည်းရတော့ဒါတွေကူညီပေးနိုင်ဒါတွေဝန်ဆောင်ပေးနိုင်အဲ့ဒါကိုဘာလုပ်တယ်လို့ခေါ်တယ် marketing advertising လုပ်တယ်တိုးတော့အဲ့ဒါကိုလုပ်တယ်ဆိုတာဘသူ့အတွက်အကျိုးကိုမျှော်ရမလဲ customer အကျိုးမျှော်ရမယ်ဆိုလိုချင်တာ तू ကဘာကြိုက်တယ်လဲဘာလုပ်ချင်တယ်လဲသူ့အတွက်ကိုဥတည်ပြီးတော့ကိုကကူညီပါ marketing လုပ်တယ်ကြေညာတယ်ကြော်ညာတယ်ကူညီတဲ့အခါမှာ customer လိုအပ်တာကိုပဲပြောဒါကြောင့်အများတိုင်းပြောအောင် customer ဘာလိုအပ်တယ်လဲအရင်ဆုံးမေးရ marketing သမားတွေဘာလုပ်မေးပါဘာလိုအပ်တယ်လဲဘယ်တိုင်းဒေသကဘာလိုလဲဘယ်အချိန်မှာလိုအပ်တယ်ဘာတွေလိုအပ်ချက်ရှိတယ်လဲအဲ့ဒါတွေကိုဝန်ဆောင်မှုပေးနိုင်ပြီဆိုရင် okay သူ့ရဲ့လိုအပ်တဲ့အရာနဲ့ကိုယ်ဝန်ဆောင်မှုနဲ့ match ဖြစ်သွားရင်ကိုပါရပြီစေးရပြီရောင်းလို့ရအဲ့တော့မှရောင်းလို့ရဒါ framework ပဲဒါပေမဲ့ရောင်းလို့ရတဲ့အခါမှာလည်းနောက်မှစကလုံးတစ်လုံးထည့်ပေးထားတယ်ဘာလို့မှရထပ်ရောင်းမှရောင်းတယ်လို့ခေါ်ဘာလို့ရမလဲထပ်ရောင်း follow up ထပ်ရောင်းဒီတစ်လဝယ်နောက်တစ်လထပ်ရောင်းနောက်တစ်နှစ်အတွက်ထပ်ရောင်းနောက်10နှစ်အတွက်ထပ်ရောင်းအဲ့ဒီလိုရောင်းလို့ရအောင်လေကိုယ့်ဘက်ကအမြဲတမ်း say follow up say အမြဲတမ်းလုပ်အောင်အဲ့ဒါကို framework လို့ခေါ်ဝယ်ရမောင်းမယ်ဒီနေ့ဒီအချိန်ခါဒီဂျေဇုဆိုင်အချိန်တက်မိဘတွေအတွက်ဆရာသမားတွေအတွက်ဘုရားပေါ်မှာဂျေဇုရှိတဲ့သူတွေအတွက်ဂျေဇုဆိုင်အချိန်တက်